လေးရဲ့နာမည်လေးနဲ့မောင်လေးတယောက်ရဲ့အတန်းလေးမိတ်ဆက်လို့ရအောင်ကျွန်တော်နာမည်လည်းအောင်ပါကျွန်တော် NCC level 3 plus 2တက်ရောက်ခဲ့ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်မောင်လေးဒီ NCC တော့ကိုရွေးချယ်ပြပါတစားကိုကတော့ broad သွားကျင်တာပါ UK ဘက်လည်းသွားကျင်တယ်ကျွန်တော်ပြီးတော့ computer science နဲ့ computer ဒီနည်းပညာပိုင်းတွေကိုလည်းစိတ်ဝင်စားတယ်ဆိုတော့ဒီ NCC ပတ်ဝေးကိုရွေးချယ်ပြလိုက်တယ် NCC level 3မောင်လေးကပြီးသွားပြီဆိုတော့စာမေးပွဲဖြေတာနော်စာမေးပွဲမှာမောင်လေးရလက်ပြီးတော့လူမျိုးရှိခဲ့တယ်ဖြေခဲ့တဲ့ဘာသာလုံးတော့ distinction ရခဲ့တယ်ပေါ့နော်လူမျိုးရလက်ရအောင်မောင်လေးနေဘယ်လိုမျိုးထုတ်ထားခဲ့ရလဲကုညီတွေရောရရှိခဲ့တာရရှိခဲ့ပါဗျအဓိကကတော့ teacher တွေရဲ့ sporting ဘိုင်းတွေပေါ့ assignment တွေတင်နေ exercise တွေလုပ်တယ် teacher တွေကအကုန်လုံးနားမလည်ဘူးဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်သူတို့ကိုယ်တိုင်သင်ပေးတယ်တန်းနီးဆိုတွေပေးတယ်ပေါ့နော် teacher တွေ sporting ကတော့အများကြီးပေးပါတယ်ဘုံနဲ့အသက်လည်းရည်သေးတယ်ပေါ့နော်တကယ်လည်းတော်တယ်ကျွမ်းရဲ့အတွက်ပေါ့နော် career အနေနဲ့ပေါ့မောင်လေးဒါကမှဖြစ်နေတာဒီမှန်းလို့ပါရှိတယ်ကျွန်တော်ရဲ့ career plan လုပ်ထားတဲ့ goal ကတော့ cyber security engineer ဘက်ကိုသွားကျင်တယ်ပေါ့နော်အခု level 4တက်မယ် level 5ကိုလည်း cyber security major ယူရတယ်အခုတလောလည်း SOC တင်ဖြစ်တဲ့ blue team ဘက်ကိုလည်း monitoring ဘက်ကိုလည်းလေ့လာနေတယ်အဆုံးနေနေပေါ့နော်မောင်လေးဒီခုလိုမျိုးပေါ့လက်ကောင်းတင်နေကျောင်းသားကျောင်းသူတွေကိုပေးချင်တဲ့ message တွေရှင်း share လုပ်ပေးပါဦးဟုတ်ကဲ့ဗျကျွန်တော်အခုပြောချင်တာကတော့ကိုလုပ်ချင်တဲ့ကိုဒီတိုင်းပဲဆက်သွားပါတော့ဒီတိုင်း consistency ရှိဖို့တော့လိုတယ်ပေါ့ကျွန်တော်လည်းအရင်တော့ကဒီဘာမှမသိတာကနေပဲစားခဲ့တာပါအခုဖြည်းဖြည်းချင်းပဲတီးတာတွေတဖြည်းဖြည်းတိုးရင်နဲ့ consistency ကောင်းရင်တော့အကုန်လုံးစီပေးနိုင်ပါတယ်နော် consistency is a key yes နောက်လည်းဒီမျိုးပေါ့နော် interview လေးကောင်းပြတာပြည့်တဲ့ဒီနေ့ကျပါကျေးဇူးပါဗျကျေးဇူးပါ